Nhana mau mena lai lo chan yit de phit bi byo ma ne tu da so lo let ma be shi de byoချိုတွေမြတော်လိုက်ကြတာဟောတယောက်ကောင်းလေးတွေငါကိုတွေ့ရင်အီးလေးတော့လှဲ့မပေါက်ညနာမောင်မျက်နှာလိုက်လို့ကြံရစ်တွေဖြစ်ပြီးပြို့မာနဲ့တူတာဆိုလို့ချိန်မှာပဲရှိတယ်ပြို့ချိုတွေမြတော်လိုက်ကြတာဟောတယောက်ကောင်းလေးတွေငါကိုတွေ့ရင်အနာကတော့ဖြတ်မလျှောက်မိမတွေချောတဲ့အကြောင်းကိုကာယံနေထပ်ပြမယ်ဒီချင်းကိုလူတွေကြားရင်ဒါတချင်းလို့မှတ်ကြတယ်ရင်တုံးကစာဖတ်တယ်မိမချမ်းလွတ်ချက်တယ်လက်တွေမှာအကုန်လွဲရှိမြအဆက်ကုန်ကွယ်အထာမနအနာကကောင်းမလေးကထပြီးအော်ဘေးလူတွေလမ်းခေါ်လိုက်တော့ရက်ကွက်ကလည်းဝိုင်းပြီးစော်စခန်းမှာဆံမြဲရတာတညအိတ်နှစ်ရက်ကျော်စေနာနဲ့ရှင်ပေသူကိုချေအိုးတွဲနဲ့ကျေးဇူးနော်ဘဲသွားဘဲလာမိမနဲ့ချိုးမပေးပါချိုးကတော့ပြောကြတဲ့သူတို့မရှိရင်နာအေးတာဒါပေမဲ့ကျွန်တော်ကတော့မနေနိုင်တဲ့ဖို့သားလေးပါစင်ပြေမဲ့သူများရှိရင်ဖုန်းဆက်ပြီးတော့အကြောင်းချပေးပါညနာမောင်မျက်နှာလိုက်လို့ကြံရစ်တွေဖြစ်ပြီးပြို့မနဲ့တူတာဆိုလို့လက်မှာပဲရှိတယ်ပြို့ချိုတွေမြတော်လိုက်ကြတာဟောတယောက်ကောင်းလေးတွေငါကိုတွေ့ရင်အီးလေးတော့လှဲ့မပေါက်ညနာမောင်မျက်နှာလိုက်လို့ကြံရစ်တွေဖြစ်ပြီးပြို့မနဲ့တူတာဆိုလို့ချိန်မှာပဲရှိတယ်ပြို့ချိုတွေမြတော်လိုက်ကြတာဟောတယောက်ကောင်းလေးတွေငါကိုတွေ့ရင်အနာကတော့ဖြတ်မလျှောက်လမ်းထဲမှာတွေ့နေရတဲ့ပန်းပွင့်တွေကအမြောက်များပဲတချို့ကတိုက်ကားနဲ့တချို့ကစိုက်ကားနဲ့ကုန်လုံးကအမိုက်စားပဲပြောတတ်ရင်ရိုက်စားပဲလမ်းကြုံရင်မိတ်ဖွဲ့ပြီးတော့ဘတ်သုတ်တွေလိုက်စားခဲ့စိတ်ကူးနဲ့ယူရတာတွင်းကိုယ်တိုင်ခူးရတာရက်ကွက်မှာဤဖေကိုကလူပြိုကြီးမို့ထူးကြတာတောက်စားဆိုဝေးမှာဝင်ငွေကအေးဆေးပါအသက်တူလူတွေအကုန်လုံးဒီရွယ်ဆိုကလေးမွေးတာရာဇဝင်စံတင်လောက်တဲ့လူပြိုကြီးတော့ဖြစ်တော့မယ်ချိန်ဆွဲပဲတယောက်ကကိုပြန်ပြီးချစ်တော့ကွယ်တက်ကွာလည်းဖြစ်ပါတယ်တားဖြူလည်းချစ်ပါတယ်တားညိုရင်မြင်းပါကွယ်လူပြိုချစ်ကရှင်းပါတယ်ညနာမောင်မျက်နှာလိုက်လို့ကြံရစ်တွေဖြစ်ပြီးပြို့မနဲ့တူတာဆိုလို့လက်မှာပဲရှိတယ်ပြို့ချိုတွေမြတော်လိုက်ကြတာဟောတယောက်ကောင်းလေးတွေငါကိုတွေ့ရင်အီးလေးတော့လှဲ့မပေါက်ညနာမောင်မျက်နှာလိုက်လို့ကြံရစ်တွေဖြစ်ပြီးပြို့မနဲ့တူတာဆိုလို့ချိန်မှာပဲရှိတယ်ပြို့ချိုတွေမြတော်လိုက်ကြတာဟောတယောက်ကောင်းလေးတွေငါကိုတွေ့ရင်အနာကတော့ဖြတ်မလျှောက်ငဲ့ချင်းတွေနာမည်ပေးတယ်ငါရဲ့အိမ်ကိုလူပြိုဆောင်နာမည်နဲ့လိုက်အောင်လို့ငါကိုတွေ့ရင်အပြိုတွေရှောင်နေတိုင်းမြဲငါကြံစီတယ်မိမရဖို့အကောက်တစ်ထောင်ခြံထဲမှာစော့နေတာကငါမွေးထားတဲ့ခွေးနှစ်ကောင်ခွေးတွေပါငါတက်ကူလို့ခွေးမတွေကတွေ့ရင်ဟောင်းတော်သွင်းလာစညံတန်ကငါတို့အိမ်ကိုလှောင်နေပြောင်းရင်ချိုရင်နာလို့ဆရာစွန်တဲ့လူတွေမင်္ဂလာဆောင်လက်ဖွဲ့ဖို့အကုန်ခံပြီးအားကြရတာငောင်းတောင်ပြီးရင်လည်းမေးကြသေးတယ်ခမလက်ကဘယ်တော့လဲတဲ့လူကိုများလှောင်သလိုနဲ့မပြောတော့မဲ့ဖက်မှာလာတဲ့ချိုကလည်းငတ်ကြီးကြတယ်ဘယ်တော့များစားရမလဲတဲ့နောက်တစ်ခါလာပြီးမေးရင်လက်သီးပဲကျွေးလိုက်မယ်လူပြိုကြီးဖြစ်နေတော့ရိုးထုတ်ဖို့မဖြစ်နိုင်ပါကွယ်အစင်ပြေရင်မင်းနဲ့ပေါ်စေပေးပြီးမိယူခြင်းတဲ့ငါကိုယ်တိုင်မြင်ချက်ပြီးတော့မင်းလေးကိုကြွေးခြင်းနေတာအစင်ပြေရင်ကောင်းရင်လိုက်တော့မနဲ့ပြန်ကိုမင်္ဂလာဆောင်မှာညနာမောင်မျက်နှာလိုက်လို့ကြံရစ်တွေဖြစ်ပြီးပြို့မနဲ့တူတာဆိုလို့လက်မှာပဲရှိတယ်ပြို့ချိုတွေမြတော်လိုက်ကြတာဟောတယောက်ကောင်းလေးတွေငါကိုတွေ့ရင်အီးလေးတော့လှဲ့မပေါက်ညနာမောင်မျက်နှာလိုက်လို့ကြံရစ်တွေဖြစ်ပြီးပြို့မနဲ့တူတာဆိုလို့ချိန်မှာပဲရှိတယ်ပြို့ချိုတွေမြတော်လိုက်ကြတာဟောတယောက်ကောင်းလေးတွေငါကိုတွေ့ရင်အနာကတော့ဖြတ်မလျှောက်